စီးပွားရေးနဲ့ကုသရေးဝယ်ရေးဝန်ကြီးဌာနမှသက်ဆိုင်ရာဝန်ကြီးဌာနနဲ့ပုဂ္ဂလိကဌာနဆိုင်ရာများအတွက်ကဏ္ဍအလိုက်ကားတင်သွင်းမှုကိုအစီအ2000နီးပါးခန့်တင်သွင်းခွင့်ပြုလိုက်ပြီးဖြစ်ပါတယ်ခင်ဗျာဒီလိုတင်သွင်းရမှာတော့2009ခုနှစ်မော်ဒယ်အထက်ရင်းများသာတင်သွင်းကြရမှာဖြစ်တယ်လို့စီးပွားရေးနဲ့ကုသရေးဝယ်ရေးဝန်ကြီးဌာနသတင်းများအရသိရှိရပါတယ်အဲ့ဒီလိုအစီအ2000ခန့်တင်သွင်းခွင့်ပြုရမှာတော့ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက်အစီအ6000ပြည်ပမှာတရားဝင်တွားရောက်အလုပ်လုပ်ကိုင်နေတဲ့တရားဝင်နိုင်ငံခြားငွေရရှိသောမြန်မာလုပ်သားများအတွက်အစီအ3000တင်သွင်းဖို့ခွင့်ပြုထားတာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးနိုင်ငံခြားသင်္ဘောသားများအတွက်အစီအ3000ပြင်ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းရှင်များအတွက်အစီအ1000ပြည်ပမှာတင်နန်းများတွားတက်နေတဲ့နိုင်ငံဝန်ထမ်းများအတွက်အစီအ1900တို့တင်သွင်းခွင့်ရရှိမှာဖြစ်ပါတယ်ခင်ဗျာဒါအပြင်ရင်းနှီးမြှုပ်နှံမှုနဲ့အခြားသောအဖွဲ့အစည်းများအတွက်အစီအ4900နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနမှတန်တမန်ဝန်ထမ်းများအတွက်အစီအ600တင်သွင်းခွင့်ပေးခဲ့တာဖြစ်ပါတယ်အဆိုပါသက်ဆိုင်ရာကဏ္ဍအလိုက်ကားတင်သွင်းခွင့်မှာပါဝင်တဲ့လူများဟာကားတင်သွင်းခွင့်များကိုသက်ဆိုင်ရာဌာနဆိုင်ရာများမှာတွားရောက်လျှောက်ထားရမှာဖြစ်ပါတယ်အဲ့ဒီလိုသက်ဆိုင်ရာကဏ္ဍအလိုက်တင်သွင်းခွင့်ရမယ်ကားတင်သွင်းခွင့်များရဲ့သတ်မှတ်ထားတဲ့ CIF တန်ဖိုးများကိုလည်းစီးပွားရေးနဲ့ကုသရေးဝယ်ရေးဝန်ကြီးဌာနမှသက်ဆိုင်ရာဝန်ကြီးဌာနနဲ့ဌာနဆိုင်ရာများမှာကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ